ဒီနေ့ BNN မှာရှိတဲ့ပစ္စည်းတွေနဲ့ဘလို့ငဖဲငဆုပ်ချက်တယ်ဆိုတာလေးပြပေးထားတယ်เนาะဒီဥစ္စာကျွန်တော်ပထမဆုံးချက်တာဆိုတော့အမှားအယွင်းနေလည်းရှိနိုင်တယ်အဲ့တော့မှားတာတွေ့ရင်လည်းပြင်ပေးသွားကြပါဦးเนาะအဆင်ပြေသလိုလေးချက်ထားတာအဲ့တော့ပထမဆုံးငဖဲငဆုပ်ချက်မယ်ဆိုရင်လိုအပ်တာကတော့ဟုတ်ပါတယ်ပထမဆုံးလိုအပ်တာကတော့ကျွန်တော်တို့ဈေးကိုသွားမှာပါเนาะငဖဲကိုဈေးကိုသွားဝယ်ရမယ်ဒါကကျွန်တော်တို့လိုအခြေခံလူတန်းသားတွေဝယ်တဲ့ဈေးအဆိုပေါ့နော်ရက်ွက်ဈေးပေါ့နော်အဲ့တော့သူတို့ရှိမှာချစ်ရောင်းနေငဖဲသိလားအဲ့တော့ဒါကငါးကိုရိုက်ပြထားတယ်နော်အဲ့တော့ဒါငဖဲဟုတ်မဟုတ်ကတော့ကျွန်တော်လည်းမသိဘူးအဲ့ဒီတော့အဲ့ဒါကတော့ biodiversity group တွေမှာသွားမေးကြည့်မှရမယ်နော်ဒါပေမဲ့အရသာကတော့တကယ်ငဖဲအတိုင်းပဲငဖဲလိုပဲမာတယ်ငဖဲလိုစားလို့ရဒီငါးကြီးအဲ့ဒါဘာငါးလဲတော့မသိဘူးဒါပေမဲ့ငဖဲအတိုင်းပဲအဲ့တော့ငါ့ကိုဝယ်လာပြီးတယ်ပြီးရင်ဂျင်းလေးနည်းနည်းထောင်းလိုက်မယ်ပြီးလို့ရှိရင်ငါ့ကိုထုတ်ပြီးတော့နည်းနည်းလေးဖြန့်တယ်အဲ့မှာလက်အိတ်ကတော့ဘူးတွေရမလို့ထည့်တာတကယ်တော့လက်နဲ့ပဲတော့ပို့အဆင်ပြေတယ်သိလားဂျင်းညှစ်တယ်အရင်မထွက်ဘူးရင်နည်းနည်းထည့်တယ်ညှစ်ချတယ်စနမုံနဲ့ထည့်တယ်ချုံမုံထည့်တယ်ကျွန်တော်ကတော့ချုံမုံစားတော့ချုံမုံထည့်တယ်စားထည့်တယ်ငုတ်သီးမုံနည်းနည်းပါကောက်ထည့်လိုက်တယ်ပြီးတော့နေတယ်ချုံမုံမစားခြင်းတော့ကြက်သားမုံတုံးလို့ရတယ်ပေါ့နော်နေတယ်သူကထုလို့မရဘူးတိလားဘတ်ဆိုအဲ့ဒါနဲ့ကျွန်တော်ထောင်းရတယ်အဲ့မထောင်းခင်မှာအထဲမှာစက်သွန်ပြူလေးနည်းနည်းထည့်ပြီးတော့ထောင်းတယ်မွေးအောင်လေပြီးတော့လုံးတယ်အခုလိုလုံးလေးတွေရလာပြီအဲ့ဒါစီထည့်တယ်စီပူလာတယ်အေးစီချက်ပြီဆိုလို့ရှိရင်ငါဖယ်လုံးလေးထည့်မယ်စီထည့်လဲရတယ်ပြစ်ထည့်လဲရတယ်ထဲတယ်တော့တဝက်လောက်မှဘီယာဘူးလေးပေါက်ပြီးတော့ထည့်ပါမယ်ဒီကလေးကိုအဲ့မှာအခုကျွတ်ကြွလေးဖြစ်လာပြီဆိုလို့ရှိရင်ဆယ်ပြီးတော့ဖယ်ထားလိုက်မယ်ဆယ်ပြီးဖယ်ထားတဲ့ပုံမရိုက်လိုက်ပါဘူးဒါနောက်တော့စီထည့်မယ်စီတက်မယ်ကျက်သွန်ဖြူနီထည့်တယ်ကျက်သွန်ဖြူနီထည့်တယ်မူတယ်စနမုံထဲကိုမေ့သွားတယ်စနမုံနဲ့ထည့်မယ်စနမုံထည့်တယ်စနမုံထည့်ပြီးတော့နည်းလေးမှုလာတယ်ဒီမှုတယ်ကျက်သွန်ကနည်းနည်းလေး6သွားပြီးတော့မွေးလာပြီဆိုရင်ငရုတ်သီးအစိမ်းမုံထည့်တယ်ဒီငရုတ်သီးအစိမ်းမုံလည်း BNN မှာပဲဝယ်လို့ရတယ်เนาะပြီးရင်ကျွန်တော်ရိုက်ပြပေးမယ်မွေးတယ်ခဏထားတယ်အမှန်တကယ်မွေးတယ်နည်းနည်း6လာရေလေးနည်းနည်းထည့်ပေးတယ်ပြန်မွေးတယ်ရေထပ်ထည့်တယ်နည်းနည်းအမှန်တကယ်ရေကတစ်ခါပဲထည့်ရင်ရပြီเนาะဆောင်းနာရမ်း6သွားလို့နှစ်ခါပြန်ထည့်တယ်မွေးတယ်ပြီးတော့မှကျွန်တော်အခုခင်းကျင်ဒီထည့်မယ်เนาะခင်းကျင်ဒီထည့်တယ်ခင်းကျင်ဒီကိုမွေတယ်ခင်းကျင်ဒီလေးတွေကြည်သွားတဲ့ဒီမွေတယ်ရေထည့်တယ်မွေတယ်အဲ့မှာရတာလေးနည်းနည်းထည့်မယ်เนาะစားနဲ့ဂျုံမုံနဲ့ဆောင်းနာငါဖယ်တဲ့ဝယ်ထည့်တာအဲ့တော့ဒီအနှစ်ထဲမှာရတာယူဝင်သွားအောင်ရတာနည်းနည်းထည့်တယ်မွေတယ်မယ်အခုခင်းကျင်လေးတွေဖြည်းအနှစ်ဖြစ်လာပြီပေါ့နော်အနှစ်ဖြစ်လာတယ်ပြီးတော့အဲ့မှာကျွန်တော်ငငယ်တုန်းကဆိုရင်ရမ်းသဘောကျလေးရှိတယ်အဲ့လိုတိုင်းခင်းကျင်လေးတွေဆိုတော့လေအခွန်လေးတွေကလိပ်ပြီးတော့အဖက်လိုက်လေးတွေဖြစ်သွားပြီအဲ့လိုချင်းနီမျိုးဖြစ်လာပြီတော့အခုသူဆောင်းကြော်ထားတဲ့ငါဖယ်တွေကိုထည့်မယ်မွေတယ်ပြီးခဏအုပ်ထားတယ်ဒါချကန်ကြီးရောက်လာလို့ရှိရင်နံလေးလည်းမှုေးလာပြီဆိုရင်နာမည်လေးနဲ့အုပ်လိုက်တယ်ငရုတ်သီးလေးကြိုင်နဲ့ထည့်ပေါ့နော်ပြီးပြန်အုပ်ထားတယ်ခဏနေစားလို့ရပြီဒါအိုးလူထားတဲ့ထမင်းနဲ့ငဖယ်နဲ့နော်ဒါငဖယ်ပကံစားလို့ရပြီအရန်အောင်ကောင်းပါတယ်ဒါကသူတို့ရှိမှဝယ်ငရုတ်သီးမှုံပါအခုလို့ကျွန်တော်ပောက်ကြရလို့သမျှကိုအားရလာကြည့်ပေးနေကြတဲ့ကြည့်ရှုသူအပေါင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ